ဒါကကြတော့တနီးနော်အမေကတော့အရင်တော့တင်ပေးထားတဲ့နီးရကြတော့ကြိုချက်ပြီးတော့မှအမေကဖြော်တဲ့နီးလေးပေါ့နော်ဒီနီးလေးကကြတော့ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ကြိုချက်စရာလည်းမလိုဘူးရှားသားလက်ပတ်လေးကိုပေါ့နော်အစိမ်းလေးကိုပဲလှီးပြီးတော့ဖြော်တောက်လိုက်တာပေါ့နော်တကယ်တမ်းဆိုတောက်လို့အရင်ကောင်းပါတယ်ရှင်လှုပ်ပြီးတောက်ကြည့်ကြနော် မေပိုင်လောက်နေရတယ်မဲ မေပါဘာလို့မလဲဆိုတော့အမေဒါကိုလေအချိုရည်ပေါ့နော်လှုပ်တောက်ဖို့ပေါ့နော်ဒီမှာလေးပါလဲမိချောင်းရှာလဲခေါ်တယ်ရှားဆောင်ပင်လဲခေါ်တယ်ပေါ့သူနော်အဲ့ဒါဒီမှာဘယ်ပင်ကြီးလဲအပင်ကြီးကြီးတွေမရှိတော့ဘူးသူများလာပြီးတော့မတိပဲနဲ့လာပြီးခိုးဖြတ်ထားတယ်ဖြစ်မှာပေါ့အပင်ဝါတောက်နေအပင်တွေမရှိတော့ဘူးကြီးအဖက်ကြီးကိုရှာတယ်နှစ်ဖက်ဆိုရတယ်ကဲဒီနှစ်ဖက်ဆိုရင်အမေသွားပြီးတော့ချိုရည်လုံးမယ်ဩဇာတိရှာနာဩဇာတိကတေးသေးလေးတွေပဲရှိသေးတယ် ဒီတော့မှရှိရမယ် ဒီမှာတလား မဲ့ပါရမယ် မမဲ့တော့မမဲ့သေးဘူး2ရက်3ရက်ကြာမှမဲ့မှာတလားတော့ဒီမှာတလားဩဇာတိလည်းဒီနှစ်သေးတယ်ဒီမှာတလားမဲ့တာတော့မမဲ့သေးဘူးဒါတွေကလေ2ရက်3ရက်ကြာတော့ပြီဩဇာတိလေးလုံးရတယ်ဒီဘက်မှာရဲရဲလေးနှလုံးခူးလာတယ်ဆက်တင်လိုက်အောင် ဟိုမေပလဲကြီးတယ်လုံးကြီးပဲဟိုအောက်မှာ တလဲတီအေးမလေး ဟိုအပေါ်ကဟိုစားလိုက်ပြီอ่ะ ဟမ် ကျင့်ကပေါ်လာပါလားမသိဘူးနှလုံးကစားလိုက်ပြီဟိုပေါ်မှာ ဟုတ်လို့လားဒီ ဟို မှာ ဆောင်းမှာ တလဲတီကတော့သုံးလုံးရပါတယ် ဘယ်လိုခေါ်လဲမေတလဲတီးလားတလဲတီးလား တလဲတီ တလဲတီးအော် တလဲတီတဲ့ဒါပေမဲ့မသိဘူးကွနော်တချို့နေရာဘယ်လိုခေါ်လဲတော့ဘယ်လိုပဲချက်မှခေါ်တာတောင်တလဲတီတဲ့ကဲဒီမှာဗာရလာလဲဆိုတော့ရှားဆောင်လက်ပတ်ရဲ့ဩဇာတီရဲ့နှင်းတီရဲ့တလဲတီကဲဒီမှာနော်အမေပင်ကရလာတဲ့အသီးလေးတွေပါရှင်ဒီနေ့ဩဇာတီကလည်းသေးတယ်နှင်းသီးလေးတွေကလည်းသေးတယ်ပေါ့နော်ဒီနှင်းသီးတာလေးတွေကအသီးဒီနေ့မလှဘူးဒီမှာတောင်တလဲသီးလေးကလည်းသုံးလို့ရလာပါတယ်ဒီမှာတော့ရှောင်းဆောင်လက်ပတ်ပင်ပေါ့နော်တချို့ကြလည်းမိချောင်းရှာလို့လည်းခေါ်တယ်ဒါဘယ်လိုခေါ်ကြလဲဆိုတာပေါ့နော်မင်းလည်းမသိပါဘူးဒီတောင်တလဲသီးကလည်းပေါ့နော်တချို့ညမှာဘယ်လိုခေါ်လဲဆိုတော့လည်းမင်းလည်းမသိဘူးပေါ့နော်မသိတာတောင်တလဲသီးပဲသိတယ်ကဲဒါလေးတွေမေးရေးဆေးလိုက်ပါအောင်မယ်ရှင်ဒီရှားဆောင်ပင်လေးတွေပေါ့နော်အမေဒီမှာလှီးဖြတ်လိုက်မယ်နော်ဒီသူ့ရဲ့အစည်းတွေတော့မြည်သွားဆေးလာပြီနော်သူ့ကိုလှီးကစားပေါ့နော်အခုဆောက်ဆောက်ဆုံးလှီးထားတဲ့နေရာကိုကြတော့တစ်ခါထပ်ဖြတ်လိုက်တော့သူကအဲ့ကြလို့ရှိရင်သူ့ရဲ့အစည်းတွေကမထွက်တော့ဘူးနော်ဦးဆုံးလှီးထားတဲ့အချိန်ပဲအစည်းထွက်ပါတယ်အဲ့ဒါလေးတွေကိုရေးဆေးပြီးတော့ပေါ့နော်အဲ့ဒီနေရာကိုထပ်လှီးလိုက်ဆိုရှင်သူကတော့အစည်းမထွက်တော့ဘူးနော်ဒီမှာသူ့ရဲ့ခုံကိုခွာမယ်သူ့ရဲ့အတွင်းသားပေါ့နော်ခြေသားလေးတွေကိုယူမှာပေါ့နော်ဒီအစိမ်းလေးတွေကိုပြောင်းအောင်လုပ်လိုက်မယ်နော်မဟုတ်ရင်နန်းတယ်အဲ့ဒါလေးကိုရေးတယ်အဲ့ဒီမှာရေလေးနည်းနည်းထည့်မယ်သူ့ကိုလေဒီတိုင်းစားလဲရတယ်တိလားဒီတိုင်းပေါ့နော်မိန်းမတွေဒီတိုင်းဟိုပေါ့နော်တနေ့ကိုလက်နှစ်တစ်ပေါ့နော်နှစ်တစ်ဖြစ်တနေ့ကိုပုံမှန်စားပြီးမိန်းမတွေအတွက်ကောင်းတယ်ဒါပေမဲ့အမေကတော့အရင်တော့စားတယ်နောက်ပိုင်းကျတော့စားဖို့ကမေ့သွားတယ်စားမဲ့အချိန်မရှိဘူးပေါ့တတိယရင်တော့လည်းကောက်စားရတယ်ပေါ့မိန်းမတွေအတွက်ကောင်းတယ်ဆိုမိန်းမတွေမီးရပေါ့နော်အဲ့ဒါတွေကောင်းတယ်တဲ့ရင်တော့အမေစားတယ်အခုတော့စားဖို့မေ့နေတာပေါ့နော်စားပြမယ်နော်အရင်တော့စားတော့ကြတော့လေအမေကလေဒီဥစ္စာကိုပေါ့နော်ဟိုချွဲပြီးတော့မျိုးလို့ရပါမလားဆိုတာစိုးရိမ်စိတ်ပေါ့နော်ဟိုအန်ရှင်နေမလားဆိုတာပေါ့နော်အဲ့ဒီစိတ်ကများတယ်ပေါ့နော်ဒီမှာအမေကလေနော်တကယ်စားတဲ့ခါကျနန်လည်းမနန်စားလို့ရတယ်နော်ဒါတနေ့ကိုမိန်းမတွေလက်နှစ်တစ်ပုံမှန်စားပြရတယ်ပေါ့နော်စားပြီးမိန်းမတွေမီးရက်ဆိုကောင်းတယ်ပေါ့နော်ပြောပြတာပေါ့နော်တချို့တီးတဲ့လူပြောပြလို့ဒါအမေစားတယ်အမေကိုယ်တိုင်လည်းစားတယ်တနေ့ကိုလက်နှစ်တစ်အခုနောက်ပိုင်းကျတော့အလုပ်တွေအရန်ရှုပ်တော့ပေါ့နော်သူ့ခူးထားတာလည်းစင်းနေမရှိတော့မွေးနေပေါ့နော်စားဘူးအဲ့တော့မိန်းမတွေတလားတစ်ခါရာသီလာရပေါ့နော်နဲတာတွေပေါ့နဲတဲ့လူတွေဟုတ်ဖတ်အဲ့ဒါအပင်ကနေစကူးလာတဲ့ဓာရပေါ့နော်အဲ့ဒီဓာရနေရာတွေထပ်ပြီးလှီးလိုက်သူကအစီမထွက်တော့ဘူးတွေ့လားနော်ဒီမှာတော့ရေဆေးထားတာပဲရေဆေးထားတဲ့သူကအယောင်ရင်းမတူဘူးတွေ့လားနော်ရေဆေးထားတဲ့သူကဝါနေတယ်ဒီမှာထပ်လှီးလိုက်တာအစီမထွက်တော့ဘူးနော်အဲဒါလေးတွေကိုပြန်သူကကြတော့လေခေါင်းလျှော်လို့လည်းရတယ်ပေါ့နော်သူကလေခေါင်းဒီလိုမျိုးအမြုပ်ဖြစ်အောင်လေဆွတ်ပြီးခေါင်းလျှော်တဲ့ခါကျရင်ပေါင်းထားတာပေါ့နော်ပေါင်းထားပြီးစပင်းလည်းကောင်းတယ်နောက်ပြီးစပင်းကလည်းပိုပြီးနူးညံ့တယ်ပေါ့နော်
ကောက်တဲ့လူတွေဆိုရင်လည်းပေါ့နော်ကောက်တဲ့လူမျိုးတွေကောက်ကူလေးပေါ့နော် तू ကတော့အမျိုးမျိုးပေါ့နော်စားလို့လည်းရတယ်ခေါင်းရှုပ်လို့လည်းရတယ်အမျိုးမျိုးပေါ့လုပ်လို့ရတယ်ပေါ့နော်ဒါလေးတွေရေးဆေးပြီးပြီဆိုတော့ပြားရှိတာတွေကိုတစ်ပိုင်းလေးတွေလုပ်မယ်ပြီးမယ်ပေါ့နော်အဲ့ထဲမှာစားလေးနည်းနည်းထည့်မယ်ဒီတက်မှာစားလေးနည်းနည်းထည့်မယ်နော်ပြီးရင်သမ ्या သီးလေးနည်းနည်းထည့်ပြီးတော့ဆိုသူ့ပေါ့နော်အနံ့လေးမပြင်းအောင်လို့ဆေးတာပေါ့နော်သမ ्या သီးလေးနှစ်ချမ်းပေါ့နှစ်ချမ်းထည့်ပြီးတော့အဲ့လိုမျိုးလေးနှိပ်ပြီးမယ်အနံ့ပြရအောင်လို့နောက်ပြီးတော့လည်းပေါ့နော်ခဏလေးဒီလိုနှိပ်ပြီးထားမယ်နော်ဥလာတလေးပြပေါ့နော်ဒီလုံးကကျတော့နည်းနည်းနာနေလားမသိဘူးအဲ့ဒါလေဒီသူကတော့အဖြူရပုတ်နေတယ်ပုတ်နေပါတယ်အားကြတော့တဘာဝဒီဆိုတော့သူကဟိုပါပေါ့နော်အဆန်ကကြတော့တိတ်တော့မလှဘူးပေါ့ဟုတ်လားမပြောစားကြည့်သူချိုချင်းလေးနဲ့နေတယ်ဒီတလေးတရားရင်းပြအညာပြေပေါ့သူ့မှာ6လက်ဘက်ကိုသမ ्या သီးနဲ့စားနဲ့နေတာစောင့်နေတဲ့ချိန်မှာပြင်းပြညာပြေတလေးသီးစားတာအရေးလေးပဲစားတိုင်းပေါ့နော်ဝယ်စားတဲ့အသီးလည်းအရေးပဲစားဒါပေမဲ့ဝယ်စားတဲ့အသီးကကျတော့အစီကပြော့တယ်ဒီသီးကအစီမာတယ်အဲ့နော်ဒီမှာစိန်နာတဲ့ဟာလေးရပါပြီဆိုတော့အမေထည့်ပြီးတော့ဆေးလိုက်ပါမယ်ရှင်တော့ပကံနဲ့ထည့်မယ်သူကဒီဆေးလိုက်တော့လေအချွဲတဲ့ပေါ့နော်တိတ်မရှိတော့ဘူးနောက်ထပ်ထည့်အောင်မယ်နော်ဒီမှာလေမိတကြားကိုရီဖြော်ထားတယ်ပေါ့နော်တကြားရီဖြော်ထားပါတယ်ရှင်ဒါလေးတွေကိုဒီလိုမျိုးအတုံးလေးတွေတုံးမယ်အမေတော့အကောင်လုံးတော့မလုပ်တော့ဘူးနော်တစ်ခွက်စာပဲဒါလေးပေါ့နော်ခြေကျင်လည်းရတယ်မခြေကျင်လည်းရတယ်ဒီထဲကိုအမေကစားလေးနည်းနည်းထည့်မယ်နော်သမ ्या သီးရကြတော့နှစ်ချမ်းသုံးချမ်းပေါ့နော်တစ်လုံးပေါ့ဒီထဲကိုရေတန့်လေးပါနည်းနည်းထည့်လိုက်မယ်နော်တောက်ဖို့အတွက်ကိုဒီမှာဖန်ခွက်လေးထဲကိုရေခဲတုံးထည့်မယ်ရှင်ဒီထဲကိုဖန်ခွက်ထဲကိုလောင်းထည့်လိုက်မယ်နော်တောက်ချင်စီရလေးနော်ကြီးကလေးနဲ့လေတောက်လို့တကယ်ကောင်းတယ်ဟိုကလေသမ ्या သီးနဲ့တကြားလေသမ ्या သီးပါတော့ပေါ့နော်တောက်လို့ကောင်းတယ်သူ့ရဲ့အဖောက်လေးတွေကလည်းပေါ့နော်ဝါလို့လည်းကောင်းတယ်ပေါ့နော်တကယ်လို့ခြေပြီးတော့သေးလေးတွေလောက်တော့မစုံမိမှတော့တုံးတော့နဲ့ကြီးပါတုံးကြီးဆိုတဲ့လောက်ဆိုတော့ပါပဲနော်တောက်လို့ကောင်းတယ်ဟိုရင်ထဲမှာလည်းအေးတယ်ပေါ့နော်စိတ်နဲ့တော့မနှံဘူးတော်ကောင်းတယ်အစိမ့်နဲ့လုံးဝမနှံပဲနဲ့တောက်လို့ကောင်းတယ်ဘယ်လိုပုံလေးလဲဆိုတော့ပေါ့နော်သမ ्या ရေတဲကိုဒီရှားဆောင်လက်ပတ်ဂျယ်လေးတွေထည့်တောက်တာလဲတပုံနဲ့ပဲတော့ကြာနော် तू ကတော့ရှားဆောင်လက်ပတ်ဖြော်ရည်လေးပေါ့နော်အဲ့သမ ्या သီးလေးနဲ့ပါသွားတော့ပိုးပြီးတောက်လို့ကောင်းပါတယ်ရှင်ဒါကကြတော့တနည်းနော်အမေကတော့အရင်တော့တင်ပေးထားတဲ့နီးရကြတော့ကြိုချက်ပြီးတော့မှအမေကဖြော်တဲ့နီးလေးပေါ့နော်ဒီနီးလေးကကြတော့ပို့ပြီးတော့အဆင်ပြေတယ်ဘာလို့လဲဆိုတော့ကြိုချက်စရာလည်းမလိုဘူးရှားဆောင်လက်ပတ်လေးကိုပေါ့နော်အစိမ့်လေးကိုပဲလှီးပြီးတော့ဖြော်တောက်လိုက်တာပေါ့နော်တကယ်တမ်းဆိုတောက်လို့အရင်ကောင်းပါတယ်ရှင်လုပ်ပြီးတောက်ကြည့်ကြနော်မေရဲ့ဗီဒီယိုပိုင်းတွေကိုကြည့်ရှုပေးတဲ့ကိုကြီးတွေမကြီးတွေသားလေးသမီးလေးတွေပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ချစ်လက်ချစ်ပါနော်ဘိုင်ဘိုင်အမေရဲ့ရှားဆောင်လက်ပတ်ဖြော်ရည်လေးပါရှင်လောက်သားကြည့်ကြနော်အရင်ကောင်းပါတယ်ရှင်